မင်္ဂလာပါကျွန်တော်ကိုပိုင်မှာပါစတစ်လေးနဲ့ကိုငါနဲ့တက်တာနိုင်မှုဖြစ်ပါတယ်ဒီမှာတော့ကင်ဗုဒ္ဓဖြစ်ပြီးတော့ဘာမီဦးမျိုးတော့အမိမိတော်ကြီးဖြစ်ပါတယ်မူရင်း6ထဲမှာငယ်ဆုံးသားပါကျွန်တော်ရန်ကုန်တိုင်းဒေသကြီးကော့မှုမျိုးနဲ့ကျွန်းသစ်ကျော်မှာမူဖွားခဲ့ပါတယ်ကျွန်တော်ခုလက်ရှိတောင်ထောင်းဆောင်ခဲ့တဲ့နေရာကတော့ငပလီမှာတက်ပြတ်ပြီးစစ်တွေမျိုးမှာပြန်လဲစုပေါင်းဖွဲ့တည်ရတဲ့တက်မငါငါမှာတောင်ထောင်းဆောင်ခဲ့ပါတယ်ကျွန်တော်ဒီစစ်ကောင်စီတွေရောက်လာခဲ့တဲ့အကြောင်းရတော့နေ့ရက်နေ့တလပိုင်း2025နေ့လေတနားအချိန်မှာဥက္ကဋ္ဌနဲ့အဖွဲ့အစည်းများကျွန်တော်တရားအားမပေါ်တာဆိုပြီးတော့ဗောနော်စစ်မှုထားမယ်ဆိုပြီးတော့လက်မှတ်ရေးထိုးခိုင်းခဲ့ပါတယ်ကျွန်တော်အဲ့ဒီမှာတစင်ဘေးနောက်စစ်ကြောရေးမှာရှေ့ကြထားခဲ့ပြီးတော့ဘေးနောက်စစ်ကြောရနေပြီးတော့ရဲမုံတက်မျိုးခြေလင်လက်နဲ့ရည်တင်တန်းကြောင်းစိန်တင့်နေမှာကျွန်တော်တင်တန်းတက်ရောက်ခဲ့ပါတယ်တင်တန်းကာလာ2လခွဲကြာပြီးတော့တင်နာသားဥကြီး155ရှိခဲ့ပါတယ်တင်နာသားဥကြီး155ထဲမှာဟိုကကျွန်တော်တို့အကြမ်းဖက်ပြီးတော့ဇဲောက်ခံတဲ့လူတွေရှိခဲ့ပါတယ်ရှိတဲ့အချိန်မှာ10ယောက်ထွက်ပြီးခဲ့ပါတယ်10ယောက်ထဲမှာ2ယောက်ကလွတ်မြောက်ပြီးတော့6ယောက်တော့ပြန်လည်ဖမ်းမိခဲ့ပါတယ်ကျွန်တော်တို့တင်တန်းစောက်ဖွင့်တဲ့ရက်ကတော့20ရက်နေ့တလပိုင်း2025ဖြစ်ပြီးတင်တန်းဆင်းချိန်ရတော့3လပိုင်း10ရက်နေ့2025ဖြစ်ပါတယ်တင်တန်းဆင်းပြီးတော့ဆိုကျွန်တော်တို့တန်လင်ချင်းတက်ရင်146မှာ9ရက်တာတဲဟုတ်ခဲ့ပါတယ်တဲဟုတ်ပြီးတော့ကျွန်တော်တို့ရှုခင်းတာစိတ်ကမှထားပြီးတော့တမောကြီးနဲ့ကျွန်တော်တို့ဒီစစ်တွေမျိုးပို့ဆောင်ခဲ့ပါတယ်ကျွန်တော်စစ်တွေမျိုးရောက်တဲ့ဆိုရှင်ဒီတက်မငါငါမှာရှေ့ကခင်းလေးမှာတောင်းထောင်းဆောင်ခဲ့ပါတယ်ရှေ့ကခင်းလေးအနေနဲ့ကတော့ကျွန်တော်တို့အမြင့်ကျွန်းဘက်မှာရှေ့ကခင်းလေးတောင်းထောင်းဆောင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဘာကြီးလောက်ရလဲဆိုရှင်ဘန်ကာတွေဆောက်ရတယ်စစ်တွေမျိုးတွေတူရတယ်ဘုံခုချင်းတွေတူရတယ်ပြီးတော့သူတို့ရဲ့ဒီဘယ်လိုပြောရမလဲအာနာနဲ့ပေါ့နော်ဒီရွာတွေကိုဝင်သူတို့ပြောတဲ့အိမ်တွေကိုဖျက်ရပါတယ်ဖုံးကြောင်းတိုင်ရပါအစားကျွန်တော်တို့တွေအကုန်လောက်ရပါတယ်ဒါပေမဲ့စိတ်ကြရမှာပါဘူးကျွန်တော်တို့ဒီလိုမျိုးအမိတ်နဲ့ပဲခိုင်းတာပါမလုံနိုင်တဲ့အဲ့ຢာတွေကိုလည်းဖိတော့ခိုင်းတယ်ဖိရတွေပေးတယ်ဟိုအစားတော့ကြတယ်ကောင်းမှုလည်းမကြည့်တော့ဒါကျွန်တော်တို့အခုလက်ရှိကြုံရတဲ့အဖြစ်ပါကျွန်တော်ဟိုစစ်တာတော့ဘာမှမရှိသေးပါဘူးစစ်ကောင်စီဝင်တာ3လပဲရှိပါသေးတယ်ဒီအမြင့်ကျုံမှာကျွန်တော်ကာကင်းမှာတောင်းထမ်းဆောင်တဲ့အချိန်မှာကြုံတွေ့ခဲ့တဲ့အဖြစ်အပျက်လေးပြပြတာအဲ့လိုမျိုးဖိနှိပ်တာတွေရှိတဲ့အတွက်ကျွန်တော်တို့မှာထွက်ပြေးနေတဲ့လူတွေတပုံကြီးရှိပါတယ်ဒါပေမဲ့သူတို့ကကျွန်တော်တို့ချင်းချောက်လာတာဒီအမြင့်ကျုံဓာတ်ရဲ့အရှိပါပေါ့နော်အားရတက်တော်ရှိတယ်မင်းတို့အဲ့တက်တော်တွေကိုအလင်းဝင်တာဖြစ်ဖမ်းခံတာပဲဖြစ်ကြောက်ရတဲ့အချိန်မှာမင်းတို့အမျိုးမျိုးနှိပ်စက်မယ်လက်ပြန်ကြီးတို့ရိုက်မယ်လေလီတက်တာတွေပြီးလို့ရှိရင်အစာရည်အငတ်ခံကြီးတို့ထားတာတွေအဲ့လိုမျိုးတွေပြရည်လို့ကျွန်တော်တို့ချင်းချောက်ထားပါတယ်သူတို့ဒီစစ်မြေမှာထွက်ပြီးမဲ့ဆိုလို့ရှိရင်လေသူတို့ကိုယ်တိုင်အနောက်နေလို့လိုက်လို့ပြက်မယ်လို့ပြောပါတယ်အဲကြောင့်ကျွန်တော်တို့တငယ်ချင်းတွေနေပေါ့ဘလူးမဒီဘက်ကိုလည်းမလာရဲပါဘူးအကြောက်တရားနဲ့ကျွန်တော်တို့စိုးမှုရတာအများသောအားဖြင့်တော့ဖုံးတွေကိုကျွန်တော်တို့သိမ်းထားပါတယ်မိဘနဲ့လည်းအဆက်တွေပေးမလုပ်ပါဘူးဒီအပြင်လောကသတင်းတွေနဲ့လည်းဘာမှအဆက်တွေမြောက်အမောင်ချရခဲ့ပါတယ်သူတို့ပြောတဲ့ပုံစံကတော့ဒီအာရတက်တော်ကြီးပါနော်ဟိုဘလူးပဲသွားပေါ့နော်ဘလူးပဲရောက်မင်းတို့တွေကိုနှိပ်စက်မှာပါဒါပေမဲ့ကျွန်တော်အခုရောက်ခဲ့တဲ့အချိန်မှာတော့အာရတက်တော်ကြီးကကျွန်တော်တို့ကြိုဆိုတာသူတို့ပြောတာနဲ့တခြားစီပါကျွန်တော်တို့တူတွေချင်းပဲညီကိုလူပဲမေးပါတယ်ဆက်ဆံပါတယ်သူတို့လူတွေနဲ့တော့ကြွားပါတယ်ကျွန်တော်တို့အစားရအစားတော့အဖွေစားအကုန်လုံးကျွန်တော်တို့ကူညီပံ့ပိုးပေးပါတယ်အားကြောင့်လည်းကျွန်တော်တို့ကဒီအာရတက်တော်ကြီးကိုလင်းဝင်ရောက်ခင်တာပေါ့နော်ကြောက်တာပေါ့ဒါပေမဲ့အဲ့အမြင့်ကျုံရောက်မှကျွန်တော်တို့ပတ်ဝန်းကျင်ကနေတော့ပြောပြပြီးတော့ဒီအာရတက်တော်မှာသူတို့ထွက်ပြေးတဲ့လူတွေရှိတယ်ပေါ့နော်အလင်းသွားရောက်ပြီးတော့ဝင်ရောက်ချင်းရှိခဲ့ရဲတွေလည်းရှိခဲ့ပါတယ်သူတို့အဆင်ပြေတယ်ပေါ့အဆက်တွေလေးပါရတယ်ကျွန်တော်မှလည်းဟိုသွားတယ်ခက်ကြောက်ကြောက်ပေါ့ဗျာသူတို့ကပြောရတာဟုတ်ဓာတ်ပုံတွေပြရတာတင်နှမ်းပါလေအာရတက်တော်ကဘလို့ကျန်းတာဘလို့ရက်ဆက်တာအဲ့ဒါနဲ့ပဲကျွန်တော်တို့မဝင်ရဲဘူးဒါပေမဲ့အမြင့်ကျော်မှာအဲ့လိုမျိုးကျွန်တော်တို့ပြောပြဆိုပြလို့ရှိတော့ကျွန်တော်တို့ယုံကြည်တော့ဒီအာရတက်တော်ကြီးဘက်ကိုအလင်းဝင်ရောက်ခဲ့တာပေါ့အလင်းဝင်ရောက်တဲ့အချိန်မှာလည်းခုနကျွန်တော်ပြောသလိုပါပဲကျွန်တော်တို့ညီလူကိုလူဆက်ဆံနေနော်အခွေစားအစားအစာပါအစအကုန်လုံးကူညီပံ့ပိုးပေးပါတယ်ကျမ်းမာရေးမကောင်းလို့ရှိရင်လည်းဒီစီးပွားပါအစအဆင်ပြေအောင်အားလုံးလုပ်ကင်ပေးပါတယ်ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့ထွက်ပြေးနေတဲ့ကျွန်တော်တက်ရင်ရတငယ်ချင်းတွေကိုဒီသူတို့စစ်ကောင်စီပြောတဲ့စကားတွေကိုမယုံကြည်ဘူးပေါ့နော်ဒီအားလိုက်တော်တော်ကြီးကသူတို့ပြောသလိုမဟုတ်ပါဘူးဟိုဒီလိုလင်းလာဝင်တဲ့လူတွေကိုကိုညီကိုလိုမိသားစုတစ်ဖွဲ့ကောင်းမှုထားပြီးတော့အချိန်တောင်လို့ရှိရင်ကျွန်တော်တို့ကိုနေရလိမ့်စာကိုသူပြန်ဖို့ပေးပါတယ်ကျွန်တော်တို့ရဲ့ကျွန်တော်မျက်စိအရှိမှကြုံရရရှိပါတယ်အဲကြောင့်လင်းဝင်မယ်ဆိုလို့ရှိရင်လည်းယုံကြည်နဲ့လာပြီးတော့ဝင်ရောက်ဖို့ကျွန်တော်ကတော့ပြောချင်ပါတယ်နောက်ဆုံးနေ့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်မိသားစုပေါ့နော်ကျွန်တော်ဒီအာရတော်ကြီးမှာအဆင်ပြေပါတယ်ကျမ်းမာရေးကောင်းမှုပါတယ်အေးစင်းကြပါလို့ပြောရင်စိတ်ပြင်းမှကျင်ပါတယ်ဒါပါပဲ